မင်္ဂလာပါရှင်ကေရိုလို tax ပေးဆောင်ရတဲ့နိုင်ငံကြီးတွေကိုပြောင်းရွှေ့လာတဲ့ immigrants တွေ new comer တွေအနေနဲ့ဒီနိုင်ငံကိုပြောင်းရွှေ့လာတဲ့အခါမှာကိုပေးထားတဲ့အခွန်အခတွေကနေပြီးတော့ပြန်လဲရပိုင်ခွင့်တွေကိုအစိုးရကနေပေးတဲ့ပြန်လဲရပိုင်ခွင့်တွေတော်တော်များများကိုမိဘတော်တော်များများတည်ထားပေးတာဖြစ်ပါတယ်အထူးသဖြင့်မိဘတွေအနေနဲ့ရပိုင်ခွင့်ဖြစ်တဲ့ Canadian Child Benefit ပေါ့နော် Canada Child Benefit CCB နဲ့ပတ်သက်ပြီးတော့သူ့ရဲ့နောက်ဆက်တွဲရပိုင်ခွင့်နောက်တစ်ခုဖြစ်တဲ့ဒီ RESP ဆိုတဲ့ Registered Education Saving Plan အကြောင်းကိုစိတ်ဝင်စားရဆိုရင်တော့ဆက်ပြီးတော့ကြည့်သွားလို့ရပါတယ်အထူးသဖြင့်ဒီနိုင်ငံမှာကလေးရှိတဲ့မိဘတွေဒီကလေးတွေကိုစောင့်ရှောက်တဲ့ guardians တွေအနေနဲ့ကနေဒါရဲ့ child benefit ကိုရရှိတဲ့အခွင့်အရေးရှိပါတယ်။ဒါပေမဲ့လို့ဒီအခွင့်အရေးဆိုတာကလူတိုင်းကိုပေးတဲ့အလကားပတ်စံမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံမှာအခွန်အခပေးဆောင်ထားတဲ့အတွက်ကြောင့်ဒီအစိုးရကနေပြီးတော့ပြန်ပေးတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။အဲ့တော့ကနေဒါရဲ့ child benefit ကိုရရှိဖို့အတွက်ကိုယ့်အနေနဲ့နှစ်စဉ်ပုံမှန်အခွန်အခပေးဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုဆိုရင်လစဉ်ထောက်ပံ့ခြင်းငွေကိုကိုယ့်ရဲ့ bank account နဲ့ဆက်ထားရဆိုလို့ရှိရင် bank account နဲ့ကို direct deposit သွင်းပေးမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီငွေကသူ့ရဲ့ဝင်ငွေပုံမှာမူတည်ပြီးတော့အထူးသဖြင့်ဒီ low income family ဆိုလို့ရှိရင်ပို့ပြီးတော့ထောက်ပံ့ခြင်းပုံများတယ်လို့ဆိုပါတယ်။အဲ့တော့ကိုရရှိတဲ့ထောက်ပံ့ခြင်းကိုကိုကဒီအတိုင်းပဲအသုံးပြုမယ်ဆိုလို့ရှိရင်ဒီထောက်ပံ့ခြင်းဟာလုံးဝကိုပြတ်ပြတ်သွားနိုင်ပါတယ်အဲ့တော့အဲ့ဒီထောက်ပံ့ခြင်းငွေကိုကိုယ့်ရဲ့ကလေးအတွက်ပညာရေးရည်စည်စားစည်သူ့ရဲ့လိုအပ်တဲ့အရာတွေကိုအသုံးပြုပြီးဆိုလို့ရှိရင်ဒီရရှိတဲ့ child benefit ကိုနာကပညာရေးအတွက်စုထားမယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်နှစ်ကိုအနည်းဆုံးစုငွေ plan တွေကိုအနည်းဆုံး$2,500 $2,500 ထည့်မယ်ဆိုရင်အစိုးရရဲ့20%သောစုချခြင်းကိုပြန်လည်ရရှိမှာဖြစ်ပါတယ်ဥပမာဒါကိုဘယ်လိုပြောရမလဲဆိုရင်သူရဲ့ register education saving plan နဲ့ကိုငွေတစ်လကိုအနည်းဆုံး$210ထည့်မယ်ဆိုလို့ရှိရင်တစ်နှစ်ကို$2,500ပြည့်သွားနိုင်ပါတယ်အဲ့တော့$2,500အနည်းဆုံးပြည့်ပြီဆိုတာနဲ့အစိုးရကနေပြီးတော့900အစိုးရရဲ့ free money ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီလိုနဲ့ကိုက$2,500 lump sum amount ထည့်ခြင်းနဲ့ထည့်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အနည်းဆုံးတစ်လကို200 210ဒီလိုမျိုးကိုထည့်နိုင်တဲ့ amount နဲ့ကိုကထည့်လို့လည်းရပါတယ်ကိုရဲ့ထည့်တဲ့ amount ပေါ်မှာမူတည်ပြီးတော့ဒီ20%နဲ့သူကမျှဝေပြီးတော့ကိုရဲ့ account ထဲကိုရရှိလာမှာဖြစ်ပါတယ်တကယ်လို့သာဒီငွေကဘာအတွက်သူကအသုံးပြုဖို့လဲဆိုရင်ကလေးကကိုရဲ့သားသမီးကဒီငွေကို16နှစ်ပြည့်တဲ့အခါမှာထုတ်ယူခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီငွေကဘာအတွက်ပဲအသုံးပြုလို့ရလဲဆိုတော့သူရဲ့ University College ဒါမှမဟုတ်ဘူးဆိုရင် trade ပေါ့နော် trade နဲ့ပတ်သက်တဲ့အကြောင်းတွေကိုလည်းပဲသူကဒီငွေကိုအသုံးပြုလို့ရတယ်ပေါ့အဲ့တော့ဒီငွေကနေပြီးတော့16နှစ်ပြည့်တဲ့အခါမှာအစိုးရကဒီ account ကိုကလေးတစ်ယောက်ကိုအများဆုံး$9,200 Canadian dollar သူကထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ကိုစုထားတဲ့ဝင်ငွေအပြင်ကိုစုထားတဲ့ငွေအပြင်အစိုးရကနေပြီးတော့ free money ထပ်အတွက်ကြောင့်သူကအလကားmoney ကိုလက်မလွတ်သွားတဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်အဲ့လိုဆိုရင် DRESP ဒီလို plan ကိုဘယ်မှာဖွင့်မလဲဆိုရင်ပုံမှန်ဒီလိုလာစာဝင်တဲ့ဘဏ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ direct brokerage account တွေမှာပဲဖြစ်ဖြစ်ကိုက manage လုပ်လို့ရပါတယ်ကို့အနေနဲ့ကိုကခေါင်းကိုက်မှာလဲဆိုတယ်ထပ်ပြီးတော့ investment တွေနဲ့ပတ်သက်ပြီးတော့မလေ့လာခြင်းမှုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဏ်ကိုသွားပြီးတော့ပဲ banking advisor တွေကနေပြီးတော့သူကအကြံပြုပါလိမ့်မယ်ဥပမာတခြား tax free saving account တွေလည်းရှိတယ်အဲ့တော့ကိုက register retirement saving ဖွင့်မှာလား tax free saving account ဖွင့်မှာလားဒါမှမဟုတ်ဆိုလို့ရှိရင်ကိုခုနကပြောတဲ့ register education saving plan ဖွင့်မှာလားဆိုရင်အဲ့ဒီကို register education saving plan ကိုဖွင့်ရင်ကို save ထားတဲ့ငွေတွေကိုဒီ bank ရဲ့ assets management portfolio management ကနေပြီးတော့သူတို့တင့်တော်တဲ့နေရာမှာကိုရွေးချယ်တဲ့ account နဲ့ကိုရွေးချယ်တဲ့ plan နဲ့သူတို့က save ပြီးတော့ invest လုပ်ပေးတာဖြစ်ပါတယ်အထူးသဖြင့် bank တွေက invest လုပ်ပေးတဲ့အရာတွေကတော့တော်တော်များများက mutual fund တို့ bonds တို့ GIC တို့စတဲ့ account တွေမှာစတဲ့ plan တွေမှာသူတို့က invest လုပ်ပေးတာများပါတယ်အဲ့တော့ဒီ asset management ကို access လုပ်ပေးတဲ့သူတွေကသူတို့ရဲ့ဒီ experts တွေက manage လုပ်တဲ့အတွက်ကြောင့်သူတို့ရဲ့ management fee ကအနည်းဆုံး1.75% ကနေပြီးတော့2.5% အထိတစ်နှစ်ကိုသူတို့ကရှိပါတယ်အဲ့တော့သူရဲ့ management fee ကနည်းနည်းလေးများတယ်လို့ပြောလို့ရပါတယ်အဲ့လို1.7 ကနေ2.5 အထိမပေးချင်ဘူးဆိုလို့ရှိရင်ခုနကပြောထားတဲ့ဒီ brokerage account တွေရှိပါတယ် brokerage application တွေဖြစ်တဲ့ကနေဒါမှာဆိုရင်တော့ Wealthsimple တို့ Quest Trade တို့စတဲ့ brokerage account တွေကနေပြီးတော့ကိုဘာသာကိုလိုချင်တဲ့ကိုရွေးချယ်ချင်တဲ့ plan ကိုရွေးချယ်ပြီးတော့ကိုဘာသာ account ဖွင့်ပြီးတော့ကိုရဲ့ saving ကို invest လုပ်လို့ရပါတယ်ရေရှည်ဒီငွေကဒီ account ထဲမှာထားမှာဖြစ်တဲ့အတွက်ကြောင့်ဒီငွေကအလကားနေကိုစုထားတဲ့
အကောင့်ထဲမှာငြိမ်လေးထိုင်နေဆိုလို့ရှိရင်အစိုးရကပေးတဲ့ဒီ 20% အတူအပြင်ဘာမှရမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်ဘယ်သူမဆိုဒီနိုင်ငံတွေဒီလိုမျိုး tax ပေးရတဲ့နိုင်ငံတွေမှာရောက်ရှိလာလူတွေတော်တော်များများကဒီလိုမျိုး trading တွေ stock တွေကို trading လုပ်ကြတာများပါတယ်အဲ့တော့ကိုဘဏ်ထဲမှာ tax free အနေနဲ့စုထားတော့လည်းပဲဒီငွေတွေကိုတို့စုထားတဲ့အတွက်ကြောင့်ဒီငွေတွေကိုရေရှည်တိုးပွားဖို့အတွက်ကိုအတင်တော်ဆုံးကိုနဲ့ကိုက်ညီတဲ့ကိုရဲ့ financial risk နဲ့ပုံမှာမူတည်ပြီးတော့ risk tolerance ကဘယ်လောက်ရှိတာလဲအရန်ကိုလိုဖြစ်တာလားအရန်ကိုလိုဖြစ်တယ်ဆိုရင်တော့သူက risk tolerance နေတဲ့ဒီ stock တွေကိုသူတို့ကရွေးချယ်ပြီးတော့ဝယ်ယူပြီးတော့ automate လုပ်ပေးတဲ့ဒီ app ကနေပြီးတော့ automate လုပ်ပေးတဲ့စနစ်ရှိတယ်လို့မျိုးဘန်နေမှာဆိုလို့ရှိရင်လည်းပဲကိုရွေးချယ်တဲ့ risk tolerance ပုံမှာမူတည်ပြီးတော့သူတို့က invest လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ကိုကဘန်နဲ့ပဲသွားပြီးတော့ဒီ account ကိုဖွင့်ပြီးတော့ invest လုပ်ချင်လို့ဒါဆိုရင်တော့သူကနည်းနည်း investment ဒီ management fee နည်းနည်းလေးပို့ပေးရတယ်ကိုကအဲ့လိုပို့နေခုနကပြောသလိုဒီ brokerage account အနေနဲ့ဖွင့်ပြီးတော့ကိုတိုင်း invest လုပ်မယ်ဆိုရင်တော့အနည်းဆုံး 0.2% ကနေပြီးတော့ 0.5% လောက်ထိပဲပေးရတယ်ဒါအပြင်ကိုကလည်းဟုတ်တယ်ငါ beginner ပဲရှိသေးတယ်ငါကကိုတိုင်းဒီ stock တွေကိုမဝယ်ရဲသေးဘူးမလေ့လာရသေးဘူးဆိုလို့ရှိရင်ဒီ application တွေကနေပြီးတော့ automate ဒီ portfolio တွေကိုကိုကရွေးချယ်ပြီးတော့ invest လုပ်လို့ရပါတယ်အဲ့တော့ကိုက tax ပေးရတဲ့နိုင်ငံတွေမှာနေပြီးတော့ဒီနိုင်ငံတွေကဒီအစိုးရကနေပေးတဲ့အခွင့်အရေးတွေကိုကိုကအသုံးမပြုရသေးဘူးဆိုလို့ရှိရင်နေဆက်ရဘန်တွေမှာသွားပြီးတော့လေ့လာလို့ရပါတယ်အဲ့တော့ KP ရဲ့အကြံဉာဏ်ကတော့ဒါဟာတကယ်ကို financial advice မဟုတ်ပါဘူး။ အတွေ့အကြုံမှာမူတည်ပြီးတော့အကြံဉာဏ်ပေးခြင်းဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့သက်ဆိုင်ရာဘန်တွေကိုသွားကိုနဲ့သက်ဆိုင်ရာ banking advisor တွေ financial advisor တွေနဲ့လေ့လာပြီးတော့အကျိုးရှိဆုံးကိုရဲ့ plan တွေကိုရွေးချယ်ပြီးတော့စပြီးတော့ invest လုပ်လို့ရတဲ့ဆိုတဲ့အကြောင်းကိုရှင်းပြပေးခြင်းဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးတော့တဲ့အကြောင်းကျေးဇူးတင်ပါတယ်။ See you in the next video. Bye bye.